ပြီးခဲ့တဲ့နိုဝင်ဘာလ4 ရက်နေ့မှာကျင်းပခဲ့တဲ့2008ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာဒီမိုကရက်လွှတ်တော်အမတ်ဘရက်အိုဘားမားကအနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်မို့မစ္စတာအိုဘားမားနဲ့အတူမစ်ရှဲအိုဘားမားမလီယာနဲ့ဆာရှာသမီး2ယောက်ဟာ2009ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာအမေရိကန်ပြည်ထောင်စုရဲ့ဂုဏ်သိက္ခာအရှိဆုံးအိမ်ဖြစ်တဲ့အိမ်ဖြူတော်ကိုရွှေ့ပြောင်းတော့မှာဖြစ်ပါတယ်။သမ္မတကတော်ဖြစ်လာမဲ့မစ်ရှဲအိုဘားမားကသူ့အတွက်ဒါဟာသူပြတ်ကျော်ခဲ့တဲ့အတားအဆီးတွေထဲကနောက်ဆုံးအတားအဆီးဖြစ်တယ်လို့ဆိုပါတယ်။ငယ်စဉ်တုန်းကချီကာဂိုမှာသူနဲ့သူ့မိသားစုဟာလူပြူရက်ကွက်တစ်ခုကိုရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။သမ္မတကတော်ဖြစ်လာမဲ့မစ္စစ်အိုဘားမားရဲ့ကိုရေးရာဇဝင်ကိုလီဆာမန်ဒီကရေးထားပြီးပါပြီ။လူပြူတွေဟာမစ်ရှဲတို့မိသားစုကိုကြိုးစိုးခြင်းမရှိပါဘူးလို့ဆိုပါတယ်။ငယ်စဉ်အရွယ်မှာသူပထမဆုံးအကြိမ်ကြုံတွေ့ရတဲ့အတွေ့အကြုံတွေထဲမှာသူ့မိသားစုရဲ့ပြေလည်တဲ့စီးပွားရေးအခြေအနေပဲဖြစ်ပါလိမ့်မယ်။ရက်ကွက်ကောင်းကောင်းမှနေရတယ်။အိမ်ကောင်းကောင်းရှိတယ်။ဒါပေမဲ့လူပြူတွေဟာသူတို့နားကနေရွှေ့ပြောင်းကုန်ကြတယ်ဆိုတဲ့အချက်ကလည်းသူကြုံတွေ့ရတာတွေကတစ်ခုဖြစ်ပါတယ်လို့ပြောသွားတာပါ။နောက်ပိုင်းမှာတော့ဂုံသတင်းမွှေးလာတဲ့ Princeton တက္ကသိုလ်ကိုပထမဆုံးအကြိမ်ရောက်ရှိလာခဲ့တဲ့အာဖရိကန်အနွယ်အမေရိကန်လူမျိုးထဲမှာမစ်ရှဲဟာတဦးအပါဝင်ဖြစ်ခဲ့ပါတယ်။အဲဒီကတဆင့်ဟာဗတ်ဥပဒေကျောင်းကိုသွားခဲ့ပြီးချီကာဂိုရဲ့ထိပ်တန်းဥပဒေလုပ်ငန်းတစ်ခုမှာဝင်ရောက်လုပ်ကိုင်ရာကခင်ပွန်းလောင်းအိုဘားမားကိုတွေ့ခဲ့တာဖြစ်ပါတယ်။သူနဲ့သူ့မိသားစုဟာစံပြဖြစ်လာမယ်ဆိုတာကိုမစ္စစ်အိုဘားမားကနားလည်ပါတယ်။ What a symbol that it will show to so many ရေးပါတဲ့နေရာတွေကိုမရောက်ဖူးသေးတဲ့အထူးသဖြင့်အသားရောင်ကွဲပြားတဲ့ကလေးတွေကိုကျမတို့အောင်မြင်မှုကစံနမူနာအဖြစ်ပြမှာဖြစ်ပါတယ်လို့ပြောသွားတာပါလီဆာမန်ဒီကအိုဘားမားတို့မိသားစုကလူမျိုးရေးအမြင်ကျင်းမြောင်းသူတွေကိုလည်းအမြင်ကျလာစေလိမ့်မယ်လို့ဆိုပါတယ် In terms of Americans mindsets and အာဖရိကအနွယ်ဝင်အမေရိကန်လူမျိုးတွေပေါ်ထားရှိတဲ့အမေရိကန်တွေရဲ့ပုံစံကျနေတဲ့အမြင်တွေဟာပြောင်းလဲလာပြီးတမယိုးကျတွေးခေါ်မှုတွေကိုပယ်ပြတ်သွားစေလိမ့်မယ်လို့မျှော်လင့်ရပါတယ်လို့ပြောသွားတာပါမဲဆွယ်စည်းရုံးရေးကာလတွေမှာတုန်းကမစ်ရှဲအိုဘားမားကသူ့ခင်ပွန်းရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးအခုလိုသုံးသပ်ပါတယ် For the first time in my adult ကျမလူကြီးဘဝမှာကျမတိုင်းပြည်အတွက်ပထမဆုံးအကြိမ်ဂုဏ်ယူမိပါတယ်လို့ပြောသွားတာပါသူ့ရဲ့မျိုးချစ်စိတ်အပေါ်အဝေဖန်ခံရပြီးတဲ့နောက်မှာမစ္စစ်အိုဘားမားဟာမဲဆွယ်စည်းရုံးရေးတွေမှာတိုးတိုးတိတ်တိတ်နေထိုင်ခဲ့ပါတယ်သမ္မတကတော်ဟာအိုဘားမားအစိုးရအဖွဲ့အပေါ်တိုက်ရိုက်လွှမ်းမိုးမှုတွေရှိမှာမဟုတ်ဘူးလို့လီဆာမန်ဒီကဆိုပါတယ်မစ္စစ်အိုဘားမားရဲ့တကယ့်ဝါသနာကသူ့ရဲ့သမီးတွေကိုပြုစုပြောထောင်ရင်းပဲဖြစ်တယ်လို့အနီးကပ်ဆုံးတငယ်ချင်းဖြစ်တဲ့အန်ဂျလာအဂရီကပြောပါတယ် I think she defines herself by what's most important. မစ်ရှဲဟာဘယ်ဟာကအရေးကြီးသလဲဆိုတာသူဟာသူအတိတ်ဘွယ်ဖွင့်ဆိုပါတယ်အခုအချိန်မှာတော့သမီးတွေကိုပြုစုပြောထောင်ခြင်းအပြင်ကလေးတွေတက်တောင့်တက်တာရှိမယ်အန္တရာယ်ကင်းမယ်ပျော်ရွှင်စေပါမယ်လို့ပြောသွားတာပါမစ္စစ်အိုဘားမားမှာသူ့ရဲ့ကိုယ်ပိုင်အလုပ်ရှိပေမဲ့ရိုးရာအခန်းကဏ္ဍတစ်ခုဖြစ်တဲ့အိမ်တောင်ရှင်မနဲ့မိခင်အဖြစ်နဲ့သာပျော်မွေ့ကြည်နူးပုံရှိကြောင်းတင်ပြလိုက်ရပါတယ်ရှင်